ချစ်လို့ပဲဖြစ်စေမုန်းလို့ပဲဖြစ်စေလူတစ်ယောက်ကြောင့်ကိုဟာနာကျင်နေရပြီဆိုရင်အဲ့ဒီနာကျင်အောင်လုပ်တဲ့သူကိုစိတ်မဆိုးနဲ့မမုန်းလိုက်ပါနဲ့တဲ့အမှန်တကယ်ကြတော့ဘသူကြောင့်နာကျင်ရတာလဲဘသူကြောင့်ခံစားရတာလဲဆိုတော့ကိုကြောင့်လေကိုလက်ခံလို့ကိုနာကျင်ရတာကိုလက်မခံရင်ကိုမနာကျင်အောင်ကိုရဲ့လိုချင်တဲ့လောဘလိုချင်မှုတစ်ခုကြောင့်ကိုဟာစွဲလန်းတယ်သူနဲ့အစဉ်ပြေရင်ပြောတယ်အစဉ်မပြေလို့ရှိရင်စိတ်ညစ်တယ်ဒေါသဖြစ်တယ်အဲ့တော့အမှန်တကယ်ကဘသူကြောင့်နာကျင်နေရတာလဲဆိုရင်ကိုရဲ့စွဲလန်းတတ်တဲ့စိတ်သူ့ပေါ်မှာသွားကတ်တွယ်နေတဲ့ကိုရဲ့စိတ်လေးကြောင့်ကိုကနာကျင်နေရတာပဲအဲ့တော့မုန်းတဲ့သူကိုလည်းပဲထုံနည်းတူပါကိုမုန်းတဲ့တနှုတ်နှုတ်နဲ့ခံစားရသူ့ကိုမြင်တိုင်းတွေ့တိုင်းမှာမုန်းနေတယ်ဆိုတာကိုယ်စိတ်ထဲမှာသူရှိနေလို့ပဲနော်ကိုယ်စိတ်ထဲမှာမရှိရင်ဒါရင်လုံးလာကြအကြောင်းမရှိဘူးအဲ့တော့မုန်းခြင်းကြောင့်ပဲခံစားရသည်ဖြစ်စေချစ်ခြင်းကြောင့်ပဲခံစားရသည်ဖြစ်စေရှင်ထဲမှာမထားနဲ့ထုတ်ပလိုက်ထုတ်ပြလိုက်လို့ရှင်မုန်းတဲ့သူကောင်းတဲ့မှာမထက်နဲ့ထုတ်ပလိုက်ပြုံးပြတတ်အောင်ကြိုးစားမုန်းတဲ့သူကိုတွေ့လို့ရှင်လည်းပြုံးပြနိုင်အောင်ကြိုးစားရမယ်ချစ်တဲ့သူကိုတွေ့ရင်လည်းပြုံးပြနိုင်အောင်ကြိုးစားရမယ်အစင်မပြေမှုတွေကြုံတိုင်းလည်းပြုံးပြနိုင်အောင်ကြိုးစားရမယ်အရာရာတိုင်းကိုအရန်ကြီးမစွမ်းလန်းထားနဲ့အရန်ကြီးမဖက်တွယ်ထားနဲ့